တို့လူကဘလူးရုပ်တွေကြောင့်ဆွမ်းတာများတာနောက်မှဆိုပြီးတော့ငါမျိုးကိုကြီးကစင်းစမ်းပြောတော့ငါမျိုးကစကနေလေးငါလည်းဒီလိုလူရုပ်တွေကြောင့်စင်းကန်ပြီးတော့သူကပြောတယ်ဆွမ်းအောင်တို့ရတာမဟုတ်ပါဘူးရန်ကားမှာဆိုလို့ဘာပုံးကအခန်းအုပ်လုပ်ပြီးထားတယ်ဘလူးကအဲ့ဒီကအနောက်မှာစောက်ကျင်နေတဲ့ကိုင်းကြီးယူဝတာကဝင်ပြောလိုက်တယ်အဲ့ဒါအသိသိပေါ်တော့ငါတော့မှာဒိမနာသိမြဆုံးတဲ့သူတွေဆိုရင်ဥပစင်းနဲ့ထုတ်ထားဟိုဒါကြောင့်နောက်ကဘူးကမရှိစတဲ့အတိတ်နောက်ကျောင်းကကျောင်းသားလေးကခွေး